စိတ်ကူးရင်ရုပ်ရှင်တွေကနေတန်းထွက်လာတယ်လို့မျိုးပုံစံပေါက်နေတဲ့တိရစ္ဆာန်တွေရှိတယ်ဒါပေမဲ့သူတို့ကတကယ်ကိုအစစ်အမှန်တွေပါနော်နံပါတ်1ကတော့ဆိုင်ကပဲဖြစ်ပါတယ်ဗျာဒီထူးဆန်းတဲ့တရဝကိုတစ်ချက်ကြည့်လိုက်တာနဲ့အတူကြီးလာလို့ထင်မိမှာပါဒါပေမဲ့သူ့ရဲ့ကြီးမားပြီးပျော့ပြောင်းတဲ့နှာခေါင်းကြီးကအလှပအတွက်သက်တော့မဟုတ်ပါဘူးတဲ့သူကတဘာဝလေစစ်ကရိယာတစ်ခုလိုလှုပ်ဆောင်ပေးတာပေါ့အစုပ်သေးကိုမရောက်ခင်မှာဖုံးမုံတွေကိုစစ်ထုတ်ပေးပြီးအေးခဲနေတဲ့လေတွေကိုပါနှွေးအောင်လုပ်ပေးပါတယ်ဗျာဒီလိုမခန်းလိုက်ရောညီထွေနေထိုင်နိုင်မှုကြောင့်ဆိုင်ကတွေဟာကဘာပေါ်မှာအကြမ်းတမ်းဆုံးနဲ့အေးဆုံးပတ်ဝန်းကျင်တွေထဲမှာတော့အသက်ရှင်ရပ်တည်နိုင်တာဖြစ်ပါတယ်ဗျာနံပါတ်2ကတော့နာဝါပဲဖြစ်ပါတယ်ဗျာပင်လယ်ယူနီကွန်းလို့မကြာခဏခေါ်ဝေါ်ကြတဲ့နာဝါမှာဆိုရင်3မီတာအဲ့ဒီတော့10ပေကျော်အထိရှည်လျားနိုင်တဲ့ခွေလိန်နေတဲ့အဆွဲကြီးတစ်ခုပါရှိပါတယ်ဗျာဒါပေမဲ့အဲ့ဒီအဆွဲကြီးကအမခန်းလက်နက်တစ်ခုထက်ကိုအများကြီးပိုပါတယ်ဗျာသူ့ပတ်ဝန်းကျင်ပင်လယ်ပြင်မှာရှိတဲ့ပြောင်းလဲမှုတွေကိုသိရှိနိုင်အောင်ကူညီပေးတဲ့အာယုံခံစားမှုအားကောင်းတဲ့အင်္ဂါစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်ဗျာနံပါတ်3ကတော့အိုကာဘီပဲဖြစ်ပါတယ်ဗျာသူကမြင်းကြားနဲ့တစ်ကူလာအုပ်ကိုရောဆက်ပြီးဖန်တီးထားသလိုမျိုးပုံစံပေါက်နေတယ်ဗျာဒါပေမဲ့တကယ်တမ်းကျတော့အမှန်တရားကပိုပြီးတော့တောင်ထူးဆန်းနေပါသေးတယ်အိုကာဘီကတော့ဩကာဘီကတစ်ကလာအုပ်ရဲ့အနီးဆက်ဆုံးတက်ရှိဆွေမျိုးပါပဲသူ့ရဲ့အယောင်ဆိုအစင်ကြားခြေထောက်တွေကတိတ်သေးတဲ့တောအုပ်ထဲမှာကောင်းကောင်းဖုံးကွယ်ထားနိုင်အောင်ကူညီပေးပြီးတော့ဒီမျိုးစိတ်ကိုရာစုနှစ်ပေါင်းများစွာတောင်ခေတ်သစ်သိပ္ပံပညာရှင်တွေမသိခဲ့ကြရဘူးဒီအံ့ဩစရာကောင်းတဲ့တိရစ္ဆာန်တွေကတခါတလေတဘာဝတရားကစိတ်ကူးရင်ဇလန်းတွေထက်တောင်အများကြီးပိုပြီးထူးဆန်းနေဆိုတာကိုတက်ရှိသက်သေပြနေတာပါပဲ